ကျွန်တော်တို့မြန်မာအသင်းရန်ကုန် Gladiators vs မွန်ဂိုလီးယားနဲ့ရောက်ရှိလာခဲ့တဲ့ Team Zone တို့ရဲ့ Best of 1 Series ဒီနေ့ Switch Stage ရဲ့ Match Number 3 Drafting ကတော့ကျွန်တော်တို့အားလုံးနဲ့အတူပဲစတင်ပြီးတော့ရောက်ရှိလို့လာခဲ့ပြီလည်းဖြစ်ပါတယ်။စာဗီဆိုရတယ်ပဲ YG အနေနဲ့ကတော့ဒီချိန်မှာ First Page First Man အနေထားမျိုးတော့ရယူထားခဲ့တယ်ဗျာ။ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ခလီယာဘန်နာနဲ့ခလီယာဒီနောက်ပိုင်းဒီမှာတော့ကျွန်တော်တော်တော်များများအသင်းတွေကိုပေးလို့တော့မရတော့ဘူးဗျာ။ Lancelot ကတော့ဒီချိန်မှာတော့နော်ကျွန်တော် YG ကိုရန်ပဲပြင်ပြီးတော့ဘန်နာတွေဇယ်ရူရာအနေနဲ့က Lancelot အတော်လေးကောင်းတယ်။ဟန်ကိုရန်ကလည်း Lancelot ဘန်လိုက်လို့ရှိရင်ဇယ်ရူရာဘာဆော့မလဲဆိုတော့မေးခွန်းမျိုးကို YG State မှာမေးခဲ့တာမျိုးလည်းရှိတယ်ဗျာ။ကဲဆိုတော့ဒါတွေကလည်းကျွန်တော်တို့စပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေမျိုးပေါ့နော်ဟန်ကတော့ fan တွေပါလဲသွားလို့ရတယ်ဆိုတော့ match up တစ်ခုမှာသူ့အနေနဲ့ဒါနည်းနည်းအဲ့လိုမျိုး risky တော့ဖြစ်တယ်ဆိုပေမဲ့ကောင်းကောင်းကြီး power spike ဖြစ်သွားမှဆိုလို့ရှိရင်လည်းပွဲကို control လုပ်လို့ရတဲ့ဒီ fan လို hero မျိုးတွေ Hansi နဲ့ကျွန်တော်တို့စပြီးတော့တွေ့ရမလားပေါ့နော်ဂျန်ဂမတ် chat မှာတော့ကိုယ် mention လုပ်ခဲ့တဲ့အတိုင်းပဲ Zoro နည်းနည်းလေးစပြီးတော့ကျွန်တော်တို့ဖြတ်တော့ဖို့ကြိုးစားနေတယ်ဆိုတော့အပိုင်းလေးတော့ရှိတယ်တစ်ဖက်ကလည်း Broken Walls မှာသူတို့ထပ်ပြီးတော့ ban ချင်တဲ့ hero မျိုးတွေလည်းရှိကောင်းရှိနိုင်သေးရပေါ့နော် Hater တို့ဘာလို့လိုမျိုးပေါ့ဒါမှလည်းပဲဒီမိနစ်ပိုင်းခြားတွေမှာ fan တွေကလည်းအရင်လွတ်လို့မကောင်းတဲ့အနေအထားဆိုတော့ team zone အနေနဲ့ 1 for 2 trade ကိုတော့တေချာလေးရွေးချက်နေရတဲ့သဘောဗျာဟုတ်တယ်ဘာလို့လဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ကဒါလည်းပြန်ကြည့်မှဆိုရင်ငကားတို့ဘာလို့လဲရှိနေသေးတယ်ပေါ့ဗျာအဲ့ဒီပြင်မှာကျူရှင်းပေါ့ပွဲတိုင်းဒီပါလောက်ဘန်နေတဲ့ကျူရှင်းကလည်းလွတ်ထွက်နေတဲ့အနေထားမှာရှိရယ်ဆိုတော့သူတို့ဒီ fan တွေကိုလည်းမပေးချင်ဘူးကျူရှင်းလည်းမပေးချင်ဘူးဆိုတော့နည်းနည်းလေးအဲ့လိုပြန် trade ရမယ့် hero ပြန်စဉ်းစားနေတာတကောင်ပဲပေးပြီးတော့သူတို့နှစ်ကောင်ပြန်ရနိုင်မလားပေါ့လေကျွန်တော်တို့မှလည်းတစ်ဖက်ကတော့ Gatakacha တို့ဘာလို့အဲ့လိုမျိုးကြံနေခဲ့တဲ့အပိုင်းလေးတော့ရှိတယ်ဒါမှလည်းပဲ real manipulation ပိုင်းနေမှာအနေငယ်တော့ဒီပြန် short ချတာလို့ခံစားရတယ်ဆိုပေမဲ့တော်တော်လေး power spec ဖြစ်နေစေ Eve ကိုတော့သူတို့ပြန်ပြီးတော့ ban လိုက်တယ်ပေါ့နော်ဒီတစ်ခါမှာပထမဆုံးပွဲပြရေးကြည့်တယ်ဒါပေမဲ့ယုံကြည်ပန်းအရကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်း Han Fanny ပေးတာမျိုးတွေကျွန်တော်တို့အများကြီးတော့စလုပ်လို့ရတယ်ကိုကြီးဇူရှင်းမသွားလိုက်မလားပေါ့လေ Okay ဆိုတော့ဒီ first pin မှာအေးပေါ့ဒီနေရာမှာပြန်စဉ်းစားမှဆိုလို့ရှိရင်ပုံမှန်အပြင် East Pit ဆိုလို့ရှိရင်တစ်ဖက်ကနေတော့ဒီကျူရှင်းနဲ့ပြန်တွဲတာမျိုးလေးရှိတယ်ဒါမှမဟုတ် Kimi နဲ့သွားတာအခုက East မရှိတော့ဘူးဆိုတော့ဒီကျူရှင်းကိုရလိုက်တဲ့အချက်တစ်ခုကကောင်းတယ်ဒါပေမဲ့ဒီလို risk ကိုလည်းသူတို့ကကြိုပြီးတော့တွက်ဆထားပြီးသားနော်ဘန်ကိုင်းရဲ့ငကားဗျာနော် Yushao Dragon Form လေးတွေကျွန်တော်တို့ So Great Dragon Tail တွေမှာ early game mid game match အပိုင်းခြားတွေမှာကျွန်တော်တို့ Lina ရဲ့ Zushi အနေနဲ့အများကြီးတော့ close range မှာဒီငကားကိုပြန်ပြီးတော့ control လုပ်လို့တော့ရနိုင်တယ်ဒါမှလည်းပဲတစ်ဖက်က team ဆောင်တာ early game rotation ပိုင်းအဆင်ပြေသွားပြီးတော့ power spike ဖြစ်မယ်ဆိုရင်တော့ဒီငကားကကျွန်တော်တို့တော်တော်လေးချင်းချောက်နိုင်တဲ့အနေအထားမျိုးတွေတော့ပြောရမယ်ပေါ့နော်အဲ့တော့ငကားတော့စပြီးတော့ပေးသွားပြီဗျာဒါနည်းနည်းလေး SP lane နဲ့ match ရဲ့ rotation ပိုင်းတွေမှာရင်ကိုစပြီးတော့ကျွန်တော်တို့ကဒါအားကိုးရပြီဆိုတဲ့အနေအထားမျိုးတော့ဖြစ်လာပြီဟုတ်တယ်เนาะကျွန်တော်တို့ဒီမှာတော့ကရာချာလေးတော့ပြန်ပြီးတော့ယူသွားသေးတယ်ဗျာ AoE spare တွေပဲပြန်သုံးသွားတယ် Billy Hero တွေကတော့ဒီကျူချင်းတို့ဘာလို့ပြန်ပြီးတော့ထိန်းပေးလို့တော့ရတယ်ဗျာဒါပေမဲ့ laning match မှာငကားကိုပြန်ထိန်းမဲ့ hero လိုတယ်ဗောနော်ပြောမှဆိုရင်အတွက် hero လိုအပ်နေတဲ့အနေထားဗောလေဒီငကားကိုဘာနဲ့ထိန်းမလဲလပူတို့ဘာလို့ပဲပြန်သွားမလားဒါမှမဟုတ်ရှင်တော့ CC တို့ဘာလို့ပဲပြန်ပြီးတော့ AHP လေးပါလေးပြန်ထွက်လာမလားကြည့်ရမယ်လောလောဆယ်ကတော့ jungle ပစ်လို့ရတယ် goal lane ပစ်လို့ရတယ် goal lane ဆိုလို့ရှိရင် cloud တို့ carry တို့လက်ရှိချိန်မှာ pit rate တော်တော်လေးများနေတဲ့အနေထားမှာရှိတယ်အဲ့တော့ဘယ် role တွေကိုဦးစားပေးပြီးတော့ mask အနေနဲ့ပစ်သွားမလဲဆိုတော့စိတ်ဝင်စားစရာပဲဗျကဲဒီမှာတော့ကျွန်တော်တို့ဘာရှာနဲ့ဒီ blink ရဲ့ haircut ကိုတော့ပထမဆုံးသောပွဲမှာလည်းကျွန်တော်တို့စတင်ပြီးတော့ချပြခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့တွေ့ရတယ်ပေါ့နော် utility jungler ဘိုင်းတွေကတော့ကျွန်တော်တို့ရှေ့ကကစားခဲ့တဲ့နှစ်ပွဲမှာတော့အရန်ကြီးတော့မတွေ့ရသေးဘူးကိုအစတင် jungler တွေပဲသွားကြတဲ့ခိုက်တဲ့မှာ join လို့ Hayabusa တို့နော်ဒါလေးတွေတွေ့ရတာဆိုတော့ YG ကမတူကွဲပြားတဲ့ draft index ကိုတော့စပြီးတော့ချပြလိုက်ပြီအဲ့တော့ haircut နဲ့တွဲတယ်ဆိုတော့ပုံမှန်အားဖြင့်ကျွန်တော်တို့ဒါ basically ဘာရှာဒီ jungle ဖြစ်ဖို့တေချာသလောက်ပဲဘာရှာတော့ jungle ဖြစ်သွားဖို့တော့များနေတယ်ဗျ။ဘာလို့ဆိုတော့ haircut ကပုံမှန်အပြင် haircut ထုတ်လိုက်ပြီဆိုလို့ရှိရင် तू က damage ဆော့ရတော့မှာ။ဆိုတော့ jungle ပိုင်းခြားမှာ durability ပြန်သွားတဲ့နေရာမှာလိုအပ်နေတဲ့ damage ကို roam မှာသွားဖြစ်တဲ့သဘောမျိုးဆော့ကြတာများတယ်။ဆိုတော့ဒီဟာတစ်ခုကတော့တင်းစုံအတွက်ပထမဆုံးကြုံတွေ့ရတဲ့ haircut လေးများဖြစ်နေမလားပေါ့လေပြန်ကြည့်ရမယ်ဗျ။ပြီးတော့နောက်တစ်ချက်ကဒီနဂါးပေါ့နော်ကျွန်တော်တို့ဒီဘာရှာနဲ့ဆိုလို့ရှိရင်အနေငယ်တိုင်ပတ်တယ်ပြောမဆိုလို့ရှိရင်တော့ jungle လောက်သူလိုက်ပြီးတော့အင်းရတဲ့ပိုင်းတွေမှာလည်း instant ပြတ်ဖို့ခတ်တယ်လို့သူကိုယ်တိုင်လည်း totem fusion နဲ့အဲ့လိုမျိုးပြန်ပြီးတော့ soul grid စုရတဲ့ပိုင်းတွေ spare ဘိုင်းတွေမှာအားနေသွားတာလေးရှိတယ်ဗျဆိုတော့ totem fusion တွေမှာဘာရှာနေနဲ့ကိုပြောသလိုပဲအရင်တော့ကျွန်တော်တို့ငကား SP lane မှာဘာရှာနဲ့တော့ပြန်ပြီးတော့ကောင်နိုင်ခဲ့ကြတဲ့ patch တွေလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်ဗျဒီဘက်ကတော့ထုံးစံအတိုင်းပဲမွန်ဂိုလီးယားကတော့ဘယ်သူလာမင်းမှာတော့ Lunos ကတော်တော်လေးပိုင်နေဆိုတဲ့အခြေအနေမျိုးမှာတော့ရှိတယ်ပေါ့နော်အဲ့တော့ Kenny ကတော့သူ Lunos နေနဲ့ပြန်ပြီးတော့ထွက်လာတယ်ဗျာကတော့ကချာ Lunos ကတော့ကိုယ်ရိုင်းကြိုက်မဲ့နေထားပြီးတော့မဟုတ်သူက Lunos နဲ့ pick off ကိုပြန်တွဲတဲ့နေထားမျိုးလေးကိုသဘောကျတာဒါပေမဲ့ဒီ match up အရတော့ကျွန်တော်တို့ပြန်ပြီးတော့ဒီစောင့်ကြည့်ရမယ့်အပိုင်းလေးတွေတော့ရှိတယ်ပေါ့နော် SP lane မှာ Asma Uranus တို့ထွက်လာဖို့အတွက်နည်းနည်းလေးဒါကျွန်တော်တို့ရဲ့ဒီတွေးခေါ်မှုအပိုင်းကိုတန့်သွားစေတဲ့အနေထားမျိုးလေးတော့ပြောရမယ် Lunos တော့ပြန်ပြီးတော့ပေးထားရတယ်ပေါ့နော်ဆိုတော့ close range မှာတော့ကျွန်တော်တို့ကကောင်းကောင်းပြီးတော့ control လုပ်နိုင်မှာတော့ရမယ်တစ်ဖက်ကတော့ရှင်းရှင်းမြတ်ပြငကားရောက်ပြီးတဲ့အချိန်မှာလပူတော့မပေးတော့တခါတည်းဘန်းထုတ်ခဲ့တဲ့အခြေအနေပါ
ဟုတ်တယ်အဓိကတော့ကျွန်တော်တို့ဒီငကားကိုပြန်ထိန်းလို့ရတဲ့ hero ထဲမှာပေါ့နော် lane face မှာ save play ပုံစံနဲ့ပြန်ဆော့လို့ရလပူလောက်ပဲပြန်ကြံတော့မှာပေါ့နော်တစ်ချက်ပြန်ကြည့်ပါဆိုလို့ရှိရင် Leo Mo ထပ်ပြီးတော့ ban လိုက်ပြလေးဘောမှာ ban လို့တော့မရဘူး White Cat State မှာအရေးကြီးတဲ့ပွဲတွေမှာဒီ Leo Mo နဲ့ပဲပြန်ပြီးတော့ရှင်းထုတ်ခဲ့ရဆိုတော့ဒါကတော့သူတို့ဒီတင်းစုံဆော်ထားတဲ့ပွဲစဉ်တွေကို YG ကပြန်ပြီးတော့ analysis ကောက်ကောက်ပြန်လုပ်ထားတဲ့ပုံစံပဲဆိုတော့လက်ရှိချိန်မှာကျွန်တော်တို့ရင်တွက်ကတော့နည်းနည်းလေးစပြီးတော့ hero pool လေးကျင်းလာလို့ခံစားရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ငကားမရှိတော့ဘူးဗျပြီးတော့လပူမရှိတော့ဘူးအားလုံးမရှိတော့ဘူးဆိုတော့ကြံနေခဲ့တဲ့ EHV hero တွေကတော့ဒီ Asma တို့ Uanet တို့ Phobia တို့ဒီကောင်ရောကြံသေးရဗျ Phobias ကနည်းနည်းလေးတော့ကျွန်တော်တို့ဒီချိန်မှာထည့်သွင်းပြီးတော့စဉ်းစားရမယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်လာတယ်ပေါ့နော်တစ်ဖက်ကလည်းဘာရှာရတော့ Guinevere ဘာညာလဲကျွန်တော်တို့ပြန်ကြည့်ရမယ့်အပိုင်းလေးတော့ရှိတယ်ဒါပေမဲ့တစ်ဖက်က AOE အရင်အားမကူဆိုရင်တော့တခြားသောဒီ Jungle Matchup က join တို့ဘာလို့ပြန်ပြီးတော့စဉ်းစားလို့ရတဲ့အပိုင်းလေးတွေလည်းရှိတယ်တကယ် Jungle ပိတ်မယ်ဆိုရင်တော့ကျွန်တော်တို့အရင်ကြီးတော့မလွယ်ဘူးပေါ့နော်ဆိုတော့ Goal Matchup မှာ stage ကိုသူတို့က lane matchup တောင်းလုပ်ပေးမယ်ဆိုတော့ keys to victory တော့ရှိတယ်အဲ့တော့ကြောင့်တော့ပြန်သွားမလားဒါမှလည်းပဲ Jungle Speed မှာအတော်လေးအားကောင်းပြီးတော့ mobility မြန်တဲ့ဒါ Hayabusa ကတော့ ban လိုက်တယ်အဓိကတော့ stage ကိုအားလေးက matchup မှာနည်းနည်းတာတယ်နဲ့ goal နဲ့ပြန် trade တဲ့အပိုင်းလေးတွေကိုလည်းပြန်ကာစီခြင်းတဲ့သဘောတော့ဖြစ်ပါလိမ့်မယ် Maxman တော့တရားပေါက်ထုံးမှရတော့မယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ damage output အရာကဒီချိန်မှာဘာရှာကကျွန်တော်တို့ဒီ durable hero အနေနဲ့ jungle ဆော့ခဲ့မယ်ဆိုလို့ရှိရင် damage လောက်ဖို့အနေနဲ့ခတ်လိမ့်မယ်ဗျာ။ကျူရှင်းကလည်း DPS ပဲသွားတဲ့အနေထားမှာဆိုတော့ hacker နဲ့ golden Maxman မှာအဆင်ပြေမယ်။လောလောဆယ်တော့တင်းစုံအနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ 4 piece ပါသူတို့တို့လိုအပ်နေခဲ့တဲ့ jungle ပိုင်းချမှာတော့ကြံရှိနေခဲ့တဲ့ join ကိုပဲအသုံးပြုရတယ်။ magic damage ကတော့အတော်လေးကိုများပြားသွားပြီလို့ပြောရမယ်။တေချာပေါက် golden မှာ Maxman ကိုတော့ပြန်လည်ပြီးတော့တင်းစုံအနေနဲ့ပြဖို့တော့လိုနေရယ်ဆိုတော့မြန်မာအသင်းက last win နှစ်ကောင်လာပြီဗျ။ Genestic ရဲ့ hero လာဒီချိန်မှာကျွေးရတော့မှာဗျ။နော် join တွေပါလေပြန်ထွက်လာခဲ့တဲ့ခိုက်တဲ့ဆိုတော့တို့အားလေးတူမစ်မှာတော့ဒီ join ရဲ့ Stallion Scythe တွေနောက်မှာကျွန်တော်တို့ Holy Crystal Diamond လေးတွေမှာတော့အဆင်ပြေဖို့တော့ရှိတယ်။ Okay Harif နဲ့တော့ကျွန်တော်တို့ပြန်ထွက်လာလို့ Benedetta เนาะဒီမှာပြန်ပြီးတော့ကျွန်တော်တို့ဒါရင်းရဲ့ Benedetta လေး silent matchup ပိုင်းနေမှာ combination နဲ့ lane cut တဲ့ပိုင်းနေမှာပို့ပြီးတော့အားကောင်းတယ် backline control ပိုင်းနေမှာဒီ joy ကိုလည်းပြန်ပြီးတော့တားနိုင်မယ်ဆိုတဲ့အနေအထားမျိုးလေးတွေနဲ့ကျွန်တော်တို့ Benedetta ပဲပြန်သွားလာတယ်ဆိုတဲ့အပိုင်းလေးကတော့စပြီးတော့ရှိလာတယ်ဗျာ Harry ကတော့လက်ရှိ patch မှာနည်းနည်းလေးတော့ adjust ပြန်ပြီးတော့လှုပ်ထားခဲ့တဲ့အပိုင်းလေးတော့ရှိတယ် late game ဒီ mid game အပိုင်းခြားတွေမှာသူ့ရဲ့ potential ကနည်းနည်းလေးတော့ကျလာတဲ့အောင်ခံစားရတယ်ဒါပေမဲ့ stage လို့ player လက်ထဲမှာတော့ farming တာပြပြဝါရဒါအများကြီးတော့အဆင်ပြေလာမဲ့သဘောပေါ့ကိုကြီးဟုတ်တယ်เนาะဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်ဒီချိန်မှာလဲကလောက်လေးပါလေးပြန်ပြီးတော့ရွေးချယ်လာရဆိုတော့ physical damage ကိုတော့သူတို့ဟာပြန်လည်ပြီးတော့မြင့်တင်ထားသေးတယ်ကဲ Dragon Face ကတော့ပြီးဆုံးလို့သွားခဲ့ပြီ Pocket Draft တွေနဲ့အတူပဲ signature hero တွေကိုပဲထုတ်ပေးသွားတဲ့ Yango Galactico နဲ့အတူတစ်ဖက်မှာလည်းတကယ်လို့เนาะ White Cat State မှာပေါ်မန်တွေကောင်းထားတဲ့တင်းစုံတို့ရဲ့ Best of 1 series ပွဲစဉ်ကတော့တိတ်မကြိုင်မှာစတင်တော့မယ်ဗျာဆိုတော့ကျွန်တော်တို့ညီမကိုသားဖြစ်အသင်းဖြစ်တဲ့ Yango Galactico YGD အဖွင့်ပွဲစဉ်မှာနိုင်ပွဲတစ်ခုကိုရယူသွားနိုင်မလားဆိုတော့ကျွန်တော်ညီကိုနှစ်ယောက်နဲ့တူပဲဂိမ်းထဲမှာဆက်လက်ပြီးတော့ရှူစားလိုက်ရအောင်ဗျာခမရခတ်တဲ့ Best of 1 series တွေကမောက်မရတဲ့တွေလည်းကျွန်တော်တို့ရှေ့မှာတော့ထွက်ပေါ်ခဲ့ပြီးဆိုတဲ့အနေအထားမျိုးလေးတော့ရှိတယ်ဗျာဒီချိန်မှာတော့ကျွန်တော်တို့ရဲ့မြန်မာအသင်း Yango Galacticos သူတို့ရဲ့ M7 World Championship ပြိုင်ပွဲကိုနိုင်ပွဲတစ်ခုနဲ့စတင်ပြီးတော့ဖွင့်လှစ်သွားနိုင်မလားဒါမှမဟုတ်တစ်ဖက်က team စုံသူတို့ရဲ့ Wine Stage ကလက်စွမ်းကောင်းတွေကိုဒီချိန်မှာဆက်လက်ပြီးတော့တည်ဆောင်သွားနိုင်မလား Best of 1 series လေးဖြစ်ပါတယ် Welcome to the land of dawn Yango Galactico တေးနေနေတော့ Roma တော့ hacker စပြီးတော့သုံးထားတယ်စသလာချင်းပါပဲ play အနေနဲ့ကတော့ Zerura ရဲ့ဂျိုင်ကန်နေထားလေးကိုတွားပြီးတော့ ambush ထားရဗျာနော်ရရင်ရသလိုကိုရောင်လေးဖျောက်ပြီးတော့ပဲစတင်ပြီးတော့ဘယ်ဘက်ကိုအရင်စားလဲဆိုတဲ့ information ကိုပေးထားသေးတယ်စစ်ကလည်းဒီဘက်မှာ blue belt လေးပါလေးပြန်ကူထားတဲ့အနေထားဗျာဒီကရင်ရဲ့ဒီ Banana ထွက်လာတော်လေးအံ့ဩမိရဘာလို့လဲဆိုတော့ဒီ patch မှာတော်တော်လေးကိုအသုံးတဲ့ hero ဗျာအဓိကသူ့အနေနဲ့ဒါအပိုင် hero လည်းဖြစ်နေကြတယ်ဆိုတဲ့ chat တစ်ခုကြောင့်တော့အရင်ကကျွန်တော်တို့တွဲပြီးတော့တွေ့ရလိမ့်တော့ရှိတယ်ပေါ့လေအဲ့တော့ကျွန်တော် combination ဖားနေမှာဒီငကားတော့သူဒီ level 4မတိုင်ခင်ကာလာတွေမှာကြီးကောင်းကောင်းကြီးသွားပြီးတော့ပေးနိုင်မယ့်အပိုင်းလေးတော့ရှိတယ်နောက်ပိုင်းပြန်ပြီးတော့ဟို split push လေးပါလေကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်လည်းကလောက်သွားတဲ့ mobility ပိုင်းတွေကိုဒီ Benedetta ကပြန်ပြီးတော့ဖြည့်ရှင်းနိုင်မယ်ဆိုတဲ့အနေအထားမျိုးလို့တော့ခံစားရတယ်ပေါ့နော် first started fight မတိုင်ခင်မှာ team zone SP lane မှာတော့ဒီ hacker နည်းနည်းလေးရောက်နေတဲ့အောင်တော့သူခံစားအန်ဒီရဲ့အငွေ့သက်လေးပေါ့လေစာပြီးတော့ခံစားမိနေရထင်တယ်ဟုတ်တယ်အဓိကပျောက်နေအောင် hacker ဆိုတော့သူ high ပြီးတော့ ambush မယ်ဒီလိုပုံစံမျိုးနဲ့ပဲသူကဆော့မယ်အဲ့တော့ ban guy သဘောတော့ပေါက်မိနေရဗျာရှင်ယူရတဲ့ position ကောင်းတယ်ပေါ့နော် blink ဘက်ကိုတိုးလာမှာ fabulous ကိုတော့ blink စတင်ပြီးတော့အုပ်လိုက်ပြီဗျာကဲဒီမှာ HQ တော့မသုံးနိုင်ဘူးဆိုတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့စတွေ့ရတယ်ဗျာဒီငကားကို first started fight မတိုင်ခင်မှာနှိမ်ထားနိုင်တယ်ဆိုတဲ့ chat ကူကတော့ကောင်းတယ်နောက်ပိုင်းသူ Dragon Foundry ပိုင်းနဲ့ backline control သွားတဲ့အပိုင်းတွေမှာဟန်ကိုလည်းသူ့အနေနဲ့အများကြီးပြန်ပြီးတော့ pressure ပေးလို့ရတဲ့အပိုင်းလေးတွေတော့ကျွန်တော်တို့ပြန်တွေ့ရမယ်ပေါ့နော်အဲ့တော့ကြောင့်တော့လက်ရှိမှာ SP lane match ကိုကျွန်တော်တို့ကဂန်ငယ်တကောင်သွားတယ်ဆိုတဲ့အခြေအနေကြောင့်တော့ YGD first started fight မှာတော်တော်လေးတော့အသာရသွားပြီလို့စတင်ပြီးတော့ပြောရလိမ့်မယ်ကရာကိုချာတို့ဘာလို့ပြန်ပြီးတော့ပစ်ထားနေထားဗျာ3ပါတယ်ဗျာနော် concussive blood နဲ့တူပဲပြန်ပြီးတော့ထွက်လာတယ်ဆိုတော့ဒီ spam ပိုင်းနေပါတော့ရင်ရဲ့ Banana တော်လေးအားကောင်းတယ်ဗျာ lane face တွေ river တစ်ချောက်ကိုကြည့်မှဆိုရင် YG ကပဲစိုးမိုးထားတဲ့အနေအထားမျိုးတော့တွေ့ရတယ်တစ်ဖက်မှာ bright နေနဲ့အရင်ကောင်းတိုးလို့မရတဲ့ပိုင်းခြားတွေဖြစ်လာပြီပြီးတော့
ဘန်ကိုင်းဒီသူ့ရဲ့ blood drop ကို form မရသေးတဲ့အချိန်မှာရင်က final blow တွေပါရနေပြီဆိုတော့ဒီအရာတစ်ခုကို YG ဘယ်လောက်ထိသုံးချနိုင်မလဲကြည့်ရမယ်ဗျာ First Fight တစ်ဖက်ကလည်း Zushin နနဖလန်လေးပါလေးပဲ Lina ဆက်ကြည့်နေကြတဲ့ခိုက်တဲ့တစ်ခုမှာတော့အားလေးကင်းတော့ကျွန်တော်တို့အများကြီးတော့ပြောကြရမလို့ Final Blue ကတန်းပေးထားပြီးတော့ Han လဲ Objective Jungler ဖြစ်နေကြတဲ့ခိုက်တဲ့တစ်ခုမှာတော့အားလေးကင်းစပြီးတော့ 35 ကိုပါ YG နေနဲ့ဥဆောင်ထားပြီဆိုတဲ့အနေအထားမျိုးလေးတော့တွေ့ရတယ်ပေါ့နော်အပေါ်မှာလည်း Stage Zmamo Dash တွေတောက်လျှောက်ဖြဲနေကြတဲ့ခိုက်တဲ့မှာတစ်ဖက်ကလည်းပြန်ပေးခဲ့မယ် Blink Second Blow ပါ Haircut ထပ်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ် ဒီနေ့ rotation မှာတကယ်ကိုအားပါနေခဲ့ပြီးတော့ by 1အနေထားတွေမှာတော့ Blink ပြောင်းနေအောင်သတိမထားမိဘူးဆိုလို့ရှိရင်စလိုက်နိုင်တေချာပေါက်ကြဖို့တော့များတယ်ဗျာဒီမှာတော့ Zora အနေနဲ့ရသလောက်လေး Jungle area ကိုတော့ဝင်ပြီးတော့စားတဲ့ပိုင်းတော့ရှိတယ်ဒါပေမဲ့ခုနပြောခဲ့သလိုပဲ EHP lane မှာ Blink ပြောင်းနေတဲ့အချိန်မှာတခါကန်သွားတယ်အခုလဲ by 1အနေထားမှာ Blink ဒီ goal lane ကိုထပ်ပြီးတော့တတ်ထားနိုင်တယ်ကလောက်လိုမျိုး 20 ပြောရေးဆိုရင်းနဲ့ပဲ back end ကိုထပ်တောင်းသွားပြန်ပြီဗျာ Kalen Spree လေဂိမ်းမစ်ပိုင်းချားတွေမှာတစ်ဖက်က team ဆောင်ရဲ့ draft index AR တော့သူတို့ဒီကားရဲ့ cloud တို့နောက်က Kenny ရဲ့ Lunos တို့ရဲ့ဒါ double matchman အထာမျိုးလေးတွေဗျာ damage အရန်များတယ်ဆိုတဲ့ hero တွေကျွန်တော်တို့သွားတွေ့ရတယ်ဒါမှလည်းပဲ Blink ရဲ့ haircut က early game မှာ Kalen Spree ထိ3កောင်ရပြီးတော့ power spike စဖြစ်တယ်ဆိုတဲ့အချက်တစ်ခုကြောင့်တော့နောက်ပိုင်း mid game ထိတောင်မှ join တောင်မှပြန်ပြီးတော့ nene pressure ပြန်ကြခံနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ဗျာ3 minute time မှာ Hapter C နဲ့ပဲ haircut စပြီးတော့ပွဲချင်းမှုတော့များနေပြီနောက်ကျွန်တော် Blink ကတော့စပြီးတော့ချဲနေပြီဗျာ 2.3k ဆိုတဲ့အနေထားနောက်တော့တော်လေးပါတယ်သူအများဆုံးပဲလက်ရှိမှာ Hapter C ပါလာတယ်နော်250တဲ့ဖက်နယ်လေးနဲ့အကုန်လုံးကိုလိုက်ပြီးတော့ခုတ်နေတာနောက်တော့လည်း3 minuteမှာပဲ 2k ဒီဘက်လောက်ထိတာတယ်ဗျာဂိုးလေးမှာလည်း stick တီနေပါမှုမရှိဘူးသူတို့ဒါလုံးဝ key to victory မှာပြောခဲ့သလိုပဲလုံးဝမနှိမ့်နေဘူးဗျာအဲ့ဒီပြုံမှာ haircut roll နေအောက်မှာတစ်ဖက်မှာရှိနေခဲ့တဲ့ Lunos တို့ Cloud တို့နော်ဒီဘန်ကိုင်းတို့ Krisa တဲ့ပိုင်းတွေကတော်လေးပြဿနာတော့တက်နေပြီတင်းစုံကပိတ်မိနေရချုပ်နေတဲ့ပုံစံမျိုးတော့တွေ့ရတယ်ဗျ Rolling Stone လေးထပ်ပြီးတော့တိုက်ခဲ့တဲ့ခိုက်တဲ့တစ်ဖက်ကလည်း Bright သူ Lunos နဲ့တွဲပြီးတော့ lane match ပိုင်းနေမှာအရန် rotation ပိုင်းကိုတွားလို့မရသေးဘူးဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့ဆက်တွေ့ရတယ်ပေါ့နော် Devil Head Up C နဲ့တစ်ဖက်ကဒီရင်းရဲ့ Benedetta မှာလည်းဆက်ပြီးတော့ပြီးသွားတယ်ဗျ Zmamo Dash ဒီအောက်မှာကိုင်း Tower တွေကနေအရင်ထွက်လို့မရသေးဘူးဆိုတဲ့အခြေအနေမျိုးတွေကိုရောက်ရှိနေခဲ့တဲ့အခြေအနေမှာ Blink က right down လေးပဲရောက်လာတဲ့အနေအထားဗျအကယ်၍သာကိုင်းရဲ့အပြင်မှာဆက်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ तू ကချက်ချင်းဆိုသလိုအဆုံးသတ်ဖို့တော့များသွားအောင်မယ်နော် go crack တွေပါတွေကလည်းတောက်လျှောက်ပဲ stay နေနေပြန်လဲပြီးတော့သိမ့်ပိုက်ထားသေးတယ်ဗျာဒီတစ်ခေါက်တက်တယ်ကတော့အပေါ်လမ်းမှာပေါ်မှာဆိုတော့9ရောက်နေထားပြီးတော့ဖြစ်နိုင်တယ်ဒါပေမဲ့ပြန်တော့သတိထားတော့မယ် level 4တီစပြီးတော့ပါလာပြီး Romai စီမှာ AOG ပါလာမယ်ဒီမှာလည်းတောက်လျှောက်ပဲ level 5 piece တွေပြန်ပြီးတော့နေထားသေးတဲ့နောက်မှာကျန်နေခဲ့တဲ့ server တကောင်ပြန်တောင်းသွားတယ်ဗျာ Blink အဆုံးသက်ပြီးနေနေပဲဒီတစ်ခေါက်တက်တယ် over hand ထပ်ပြီးတော့ရယူထားသေးတယ် overstanding break လို့ကိုစူးစမ်းနေတဲ့နောက်မှာကနီးတကောင် flicker ထပ်ပြီးတော့ပေးထားသေးတယ်နောက်မှာ AOG ထပ်ပြီးတော့ခုံသွားသေးတဲ့နောက်မှာBlood Drop ကိုဖောင်းတဲ့ဘန်ကိုင်းဒီအတော်လေးနောက်ကျခဲ့ပြီဗျာလာကောင်းပေမဲ့အတော်လေးကိုအခါနှောင်းနေခဲ့တဲ့ခိုက်တဲ့မှာတော့ဘန်ကိုင်းရဲ့ငကားဘယ်လိုမှပြန်ပြီးတော့ backline control လုပ်လို့မရတော့ဘူးဆိုတော့အနေထားမျိုးတွေကိုသွားကြတယ်ဗျာ Now gap ဒီ 2.6k goal leader လောက်ထိပြီးတော့ Yango Gladiators တိမ့်ပိုက်ထားတယ်ဆိုတဲ့အနေထားမျိုးလေးတော့ဖြစ်သွားပြီ team စုံရဲ့ဒီ 1 gap ပညာသွားတဲ့ချက်တစ်ခုကြောင့်နည်းနည်းလေးစိုးနေအောင်မလား slash ဒီ dash ဒီအမတပတ်ကလည်းဘန်ကိုင်းပြန် fall ban တယ် unstoppable by Blink နဲ့တူပဲ haircut က hero k 9 ကောင်လို့တယောက်တည်းပဲတိမ့်ပိုက်ထားတာဗျာပွဲသားချင်းဟာ4မိနစ်ကျော်5မိနစ်ဒီမှာပဲရှိသေးပေမဲ့လည်း Blink တယောက်ထဲကသာလင် hero k 9 ကောင်ထိကိုပါသိမ့်ပိုက်နေနေပဲ Now gap ဒီ 3k လောက်ထိကိုတော့ Yango Gladiators အနေနဲ့စတင်ပြီးတော့ရက်ယူသွားခဲ့ပြီဗျာအတော်လေးကိုကောင်းတဲ့ဒါပြောမှဆိုလို့ရှိတော့ကစားဟန်ကစားဖို့လို့ပဲကျွန်တော်ပြောပါလိမ့်မယ်ဘာမှလုပ်လို့မရဘူးတစ်ဖက်မှာတင်းစုံတော်တော်လေးကိုပေးပြီးနေတယ် EHP laner အနေနဲ့ဘန်ကိုင်း3ကကြာသွားတဲ့နောက်မှာသူ့အနေနဲ့ front line power မှာအတော်လေးအားနေသွားပြီဗျာကဲဘန်ကိုင်းငကားကတော့နည်းနည်းလေးတီကောင်ဖြစ်တော့ကျွန်တော်တို့ပြန်ပြီးတော့ပြောင်းသွားခဲ့ရတယ်ဆိုတဲ့အနေအထားမျိုးလေးတော့စတွေ့ရတယ်ပေါ့နော်အဓိကတော့ဒီ early game ချက်မာရီယာသူဒီ high rotation ကြောင့်တော့ဂန်ကပြန်သွားခံလိုက်ရတယ်ဆိုတဲ့အပိုင်းလေးတော့ဖြစ်သွားတယ်အဲ့တော့ Cloud နဲ့ဒီ Lunos damage ထွက်လာမယ့်အချိန်တစ်ခုပဲသူတို့အနေနဲ့ပြန်ဆောင်းရမှတော့ဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော် Bright တောင်မှမင်းမာရန်မနေတော့ဘဲနဲ့တောက်လျှောက်ဒီ Cloud ကိုပြန်ပြီးတော့ကြည်ပေးနေရဆိုတဲ့ rotation ပိုင်းလေးကိုလည်း team စုံဘက်ကနေကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတယ်ဗျာဒီချိန်မိနစ်ပိုင်းချားတွေမှာ silent မှာလည်းငကားကိုတကောင်နဲ့ထားလို့မရတော့ဘူးဆိုတော့ join ရတဲ့နည်းလေးပြန်ပြီးတော့ silent space လေးပါလေးပြန်ယူမယ်ဆိုတဲ့အနေအထားမျိုးလေးတော့ရှိတယ်နောက်မှလည်းဟန်တောက်လျှောက်လိုက်ကြည့်နေကြတဲ့ခိုင်တဲ့တစ်ခုမှာတော့ Kai space ကိုပါ stage အပြည့်အဝပဲဆက်လက်ပြီးတော့ရရှိထားပါသေးတယ်အားလီဂိမ်းဒီမှာတော့ Kai အနေနဲ့ဘယ်လိုမှလာပြီးတော့ဖြစ်ဖို့ဆိုတာမလွယ်ဘူးဗျဒီမိုဟန်ဒါတွေပါလိုတယ် golden stat တွေသူ့ရဲ့ 23 ချောင်း switch 23 ချောင်းပြီးမှသာလင်သူ့အနေနဲ့ပြရပြရတဲ့ပိုင်းတွေကလွယ်မယ်ပြီးတော့ဒီကန်နီကလည်းလူလို့ဖြစ်နေတဲ့အခါကျတော့ standing position နဲ့ damage ပေးရမယ့်ပွဲမှာ Blink ရဲ့ haircut နဲ့ဆိုတော့ဒါဇလန်လေးကတော့အနေငယ်လေးပြီးတော့ရှိသွားမလားတော့မသိဘူး Now gap ဒီ 4k over လောက်နဲ့အတူပဲကျွန်တော်တို့ရဲ့ညီမကူသားပြူအသင်း Yango Gladiators ကဒီပွဲတစ်ခုလုံးထိန်းချုပ်ထားခဲ့ပြီဗျာ Jungle Resource တွေကထပ်ပြီးတော့တဖြည်းဖြည်းချင်းနဲ့စုပ်ယူမယ်ဆိုလို့ရှိရင်တော့တင်းစုံဒီ first low လာဆိုင်ဖို့တော့မလွယ်တော့ဘူးဗျာနောက်မှလည်း Bankai Pride WB ထပ်ပြီးတော့ကြည့်နေကြတဲ့ခိုင်တဲ့တစ်ခုတစ်ဖက်ကလည်း Zora ဝင်လာဖို့တော့ကြိုးစားတယ် retreat မှာ Zora တတ်တာတယ်တော့တစ်ဖက်က Mongolia အနေနဲ့မရရအောင်ပြီးမျိုးယူသွားတယ် final flow slash ဒီမှာ iPhone analysis ထပ်ပြီးတော့ပေးထားသမဲ့ဆိုပြီး 4 man နောက်မှလည်း beast control Lina တော့ရှော့လည်းပြီးထိန်းခဲ့တဲ့ back line မှာ Chris Up ကိုလည်းထပ်ပြီးတော့ပေးနေ Pride ကောင် AOG ခုံမှုတော့ကြိုးစားရတယ်ပဲ Lina ထပ်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ် Hero Kid တကောင်နဲ့ဒီဘက်တွေကိုပြန်လဲထားတယ်တော့မကိုင်းဘယ်လဲသူတို့ damage တွေပြန်ပြီးတော့ပေးလာခဲ့ဘယ်လဲ Stin နဲ့ Flicker ပြန်ပေါင်းလာတယ်တစ်ဖက်မှာလည်း Blink လုံးဝ Daddy Sling ကထိုးဖို့အတွက် 0.5 second လောက်ပဲ
လူတော်ရဲ့ချင်းတစ်ခုမှာ Bademera image နဲ့ပဲကိုင်းပြန်ပြီးတော့ forward တော့လုံသွားတယ်ဗျာတင်းစုံဘက်ကလည်းစတင်ပြီးတော့ Badem sign ဆိုတဲ့အခြေအနေမျိုးကိုတော့တွေ့ရပြီဗျာဒီ objective ကိုတော့သူတို့အနေနဲ့မရရအောင်ပြန်ပြီးတော့ take down လုပ်မှတော့ဖြစ်လိမ့်မယ်တက်တာတဲ့ fight မှာသာထပ်ပေးရမယ်ဆိုရင်တော့ဒီ tower တာတရှိတွေဘာတွေကသူတို့အများကြီးနောက်ပိုင်းမိနစ်ပိုင်းခြားတွေမှာဟိုဒုက္ခပေးမယ်ဆိုတဲ့အနေအထားမျိုးတွေတော့တွေ့ရပြီဒီမှာတော့ blink monster k ဗျာ hero k ခွနကောင်ရရှိထားတယ် k participation ကတော့ blink ရဲ့ hacker ကလုံးဝ 100% ပဲ C ရဲ့ဘက်ပါသူ့အနေနဲ့ထပ်ပြီးတော့ပြီးသွားခဲ့ပြီဗျာပွဲကတော့တော်တော်သေးသေးတတာပဲเนาะကျွန်တော်ပြတ်သားနေခဲ့ပြီလို့ပဲပြောရမယ်ဗျာဟုတ်ပါတယ်เนาะကျွန်တော်တို့ဒီ hacker နဲ့အတူပဲ Banana တို့ရှိနေတဲ့အတွက်ကြောင့်မို့ကလောက်ဒီဘလို့မှတော့ split push တွေပါပြန်သွားလို့မရတဲ့အနေအထားမျိုးလေးဖြစ်နေတယ်ကလောက်ကသူတခါတော့တည်ထားခဲ့ပြီဗျာနောက်ကတော့ 4.5k ဒီပါလောက်ထိသွားပြီးတော့ရှိနေသေးတယ်ရင်ရလဲ item ထွက်လာခဲ့သလိုလီနာလဲကျွန်တော်တို့ Sky Pia စာ stat တွေသွားပြီးတော့ရနေတဲ့အနေအထားမျိုးတော့တွေ့ရတယ်ဆိုတော့တင်းစုံကအခုချိန်ဒီ Euro Kit တကောင်မှတော့မကြသေးဘူးဒါပေမဲ့အောင်လဲရဲ့ first tower တစ်လုံးတော့ Groucher ရဲ့ backup နဲ့အတူပဲသူတို့ဒီ item လေးပါလေးပြန်ပြီးတော့ရှာနေရင်အပေါ်မှာလဲ state နေကတော့ second turret တစ်လုံးကိုပြန်ပြီးတော့လဲလှယ်ဖို့ကြိုးစားနေရင်းနဲ့ပဲ now cap ကတော့ 4k လီယာလောက်တော့ကျန်သေးရဲ့ဗျာhacker နဲ့ Benedetta ရှိနေကြတယ်ဆိုတော့ chat တစ်ခုကြောင့်တော့ cloud space လေးပဲတိတ်မလွယ်သေးဘူး blink နဲ့ quality ကိုပါကန်းကောင်ထပ်ပြီးတော့အဆုံးသတ် piece တွေထပ်ပြီးတော့ like ကနေကြတဲ့ချင်းမျိုးတွေမှာလည်း shut down k လေးတော့ Zoro ပြန်ပြီးတော့ပေးလိုက်ရတယ် shut down k ကတန်မှုတော့ကြီးမားတယ်ကိုပြီး Holy Crystal ကိုပါ join တန်းပြီးတော့ပြီးသွားခဲ့တာဟုတ်တယ်အနည်းဆုံး900ကျော်လောက်တော့ရှိမယ်နဲ့တူရ950လောက်တော့သူ့ရဲ့ bounty k ကများဖို့တော့ရှိနေမယ်ဗျာနော်အဲ့တော့ Zoro ဒီ Holy Crystal တဲပြီးတော့ပြီးသွားတယ် blink တစ်ခါတော့ပြန်ပြီးတော့ကြာသွားတယ်ဒါပေမဲ့ cloud နဲ့ layer ဆိုတော့ 10 လို့တော့ပြောမယ်ဗျာအဲ့တော့ဒီချိန်ဒီမှာတော့4ယောက်ပဲဒါပေမဲ့ YG ဘက်ကနေပြီးတော့ဒီလောကိုစပြီးတော့ dance လို့ဖို့တော့ကြိုးစားနေရဗျာနောက်မှလည်း Blood Dragon Form လေးပါလေးစပြောင်းထားတဲ့ final blow ပြန်ပြီးတော့ပေးထားတဲ့နောက်မှာ Arabian Town နဲ့တူပဲ Zoro ဝင်လာပြီဗျာဒီဘက်လည်း back like control Chris Bacon Referee မှာဟန်ထရနေကြတဲ့ခက်တဲ့မှာတစ်ဖက်ကလည်းရင်းနေတယ်ပြန်ချခဲ့မယ် Ban ကန်တော့က beast အောက်မှာ Zoro ကဟန်ထပ်ပြီးတော့အဆုံးသတ်ထားသေးရဗျာ two man down တော့ပေးရသေးရဆိုပေမဲ့ဒီ first လို့တော့ YG ဆက်လက်ပြီးတော့တိမ့်ပိုက်ထားပါသေးတယ်ဟန် retribution တွေကဒီနေ့ပွဲအသစ်မှာမိကိုထုတ်စရာမရှိတဲ့အနေအထားတစ်ခုမှာတော့တွေ့နေရသေးတယ်ဗျာဒါပေမဲ့ရှင်နဲ့တူပဲဟန်ပြန်ပြီးတော့ချခဲ့တဲ့အနေအထားဆိုတော့ဒါလေးကိုပြန်ပြီးတော့ fit မရမယ်တင်းစုံကဒီလောက်ထိနေပါနေရတော့မှသိပြီးတော့မတုံလို့ဘူးဆိုတဲ့ခံစားချက်ပြီးတော့နည်းနည်းရနေရနော်ဟုတ်တယ်အဓိကသူတို့အနေနဲ့သူတို့ရဲ့ late game ပိုင်းခြားဒီ Lunos တို့ Cloud တို့ရဲ့ hero power တော်တော်လေးကိုမှယုံကြည်မှုများနေခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့တွေ့ရတယ် over confidence မျိုးတော့မဟုတ်ဘူးဗျတကယ်ကိုသူတို့ဆိုင်သိနဲ့ဆိုင်ထိုက်တဲ့အခြေအနေမျိုးတွေမှာတောက်လျှောက်ပဲဘန်ကန်နဂါးနဲ့စောက်ဖွင့်ပေးတယ်ဆိုတဲ့အနေအထားမျိုးလေးတော့တွေ့လိုက်ရတယ် early game မှာ blink ရဲ့ momentum နဲ့သွားနေခဲ့တဲ့ high tempo rotation ကြောင့်တော့သူတို့ဖြစ်ရှင်ခဲ့တဲ့အရာတခုတော့ဘန်ကန်ရဲ့နဂါးစီကနေမဖြစ်ခဲ့ဘူးဒါမှလည်းပဲကိုယ်ပြောသလိုပဲဗျတကယ်ကိုတည်ငြိမ်တယ်မတုံလောက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ team ဆောင်ကဆက်ပြီးတော့ defend ထားစေပဲလက်ရှိ first lot time မှာလည်းသူတို့ဒီ mid အတွက်အရေးပါတဲ့ first target ကိုဆက်ပြီးတော့ရှိနေစေပါပဲကဲဒါဆိုရင်တော့ state အနေနဲ့ကလည်း Holy Crystal ပြီးဖို့အတွက်တော်လေးနီးကပ်လာပြီ3ခွက်မြောက် item ဗျတစ်ဖက်မှာလည်းပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့နော်ဟုတ်တယ်ပြီးတော့မသိမလို့တော့ CF ဘက်လေးပါလေးလည်းရင်းနေနဲ့ပါလာဖို့တော့ရှိမယ်ဒီ law နဲ့တူမရဲ့ first target ကိုတော့တေချာပေါက်ရလိမ့်မယ် second tower တွေအကုန်လုံးအထိယူနိုင်မယ်ဆိုရင်တော့ပိုကောင်းတယ်တခါတည်း late fees ပြီးတော့ item ပိုင်းဆိုင်ရာတွေကို short ကြနိုင်မယ်ဆိုလို့ရှိရင်တော့နောက်ပိုင်း minute တွေအထိပါ YG နေနဲ့အသာသီးရဖို့တော့များတယ်ဗျာတော့ဆိုတော့ကိုင်းအနေနဲ့ကတော့ item 2ချောင်းပဲရှိတယ်23ချောင်းပြီးဖို့အတွက်အနေငယ်လေးစောင့်အောင်မယ်ဆိုတဲ့အနေအထားမျိုးဗျာနော်ဆိုတော့ကန်နီတော့မတည်သေးဘူးနော်အဲ့ဒါလေးတခုတော့ကြည့်ရမယ်Gonna Patrify right time ရင်းတဲ့ calculator တကယ်ကိုကောင်းတယ်ဗျ right time ကို join ထွက်လာတဲ့အချိန်မှာ Patrify နဲ့ slash နဲ့တွဲပေးသွားတဲ့အချိန်တွေဗျကူလောင်းပြောက်သွားတာဘလို့မှ dash လို့မရတော့ဘူးတကယ်ကိုကွက်တိကြတဲ့သူ့ရဲ့ရင်းရဲ့ spare custom တခုလို့ပဲပြောရလိမ့်မယ်တစ်ခါပဲ dash ရသေးရဲ့နောက်တစ်ခါ dash မဲ့ကူလောင်းကိုတစ်ခါတည်းပဲ Patrify နဲ့ပိတ်လိုက်တယ်ဗောနော်အဲ့ဒါကြောင့်မလို့ Zara အနေနဲ့ဘလို့မှတော့လွတ်မြောက်နိုင်ဆိုရင်မရှိတော့ဘူးဗျာနောက်ကဒီတဖြည်းဖြည်းနဲ့ပို့ပြီးတော့တက်လာတယ် Mega Passive ရှိတွေကြန့်ရှိနေသေးရဲ့ဆိုနေမဲ့လဲမေးရဲ့ second tower ကထပ်မှန်ပြီးတော့ရိုက်ချိုးနေနေပဲနောက်ကတွေကိုပုံပြီးတော့မြင်မာလာအောင်တော့ပြုတ်လုံနေတယ်ဗျာတစ်ဖက်မှာလည်းတင်းစုံဟာဒီအချိန်မှာ lane face တွေသာ fee ခံမယ်ဆိုလို့ရှိရင်တော့သူတို့အတွက်အဓိကလိုအပ်နေတဲ့ item တွေကိုရှာဖို့တော့ကတော့ပို့ပြီးတော့ခက်ခဲလာပြီဗျာဖြည်းဖြည်းကျွန်တော်တို့ပြန်ပြီးတော့ power spec ဖြစ်လာနိုင်ကြတော်တော်လေးများနေခဲ့တဲ့ Zora Joy ကိုတခါတည်းပဲ take down လုပ်ခဲ့တယ်အဲ့ဒါပြင်မှာချန်နေခဲ့တဲ့ဒီ jungle resource တွေကို back control နဲ့အတူပဲ YG ထပ်ပြီးတော့သိမ်းပိုက်ထားနိုင်ခဲ့တဲ့ဆိုတဲ့ချက်တစ်ခုကြောင့်တော့နည်းနည်းလေးတော့ Joy ရဲ့ momentum ကပြန်တန့်သွားတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ပြောရမှာပေါ့နော် late game ပိုင်းခြားတွေမှာ Lunos ကလောက်အပြင်မှာကျွန်တော်တို့က Joy မှာ space ထက်လိုလာခဲ့တဲ့အခြေအနေမျိုးဆိုတော့ team ဆောင်ဒီတက်ပို့ပြီးတော့အချိန်စောင့်ရမယ်ဆိုတဲ့အနေအထားမျိုးတော့ဒီကိုတွားချခဲ့တယ်သူတို့မှနောက်တော့တစ်ချိန်ပြန်ဆိုင်မှုအတွက် minute 1လောက်ပဲအချိန်ရခဲ့တဲ့အခိုက်အတန့်မှာတော့ cloud ကိုလည်း space တွေပါတွေက right time အရန်ပေးလို့မရတော့ဘူးဗျ Benedetta ရောဒီ haircut ရောတောက်လျှောက်ပဲလိုက်ပြီးတော့ချိန်ချောင်းနေခဲ့တဲ့အခိုက်အတန့်မှာတင်းစုံအတွက်နည်းနည်းလေးလှုပ်လေမြုပ်လေဆိုတဲ့အခြေအနေမျိုးတော့ပြန်ပြီးတော့ရောက်လာခဲ့တယ်ပေါ့နော်ဒါမှလည်းပဲ YG အရင်ပေါ့လို့တော့မရသေးဘူးဗျ objective တွေယူမယ် hero kit ထပ်ပြီးတော့ take down လုပ်မယ်ပြီးတော့တခါတည်းပဲ high ground attack လုပ်ဖို့တော့ကျွန်တော်တို့ဆက်ပြီးတော့ pressure တွေပေးဖို့တော့လိုအပ်နေပါသေးတယ်ကဲဒီတခါပေါ်လာခဲ့မဲ့ second lot ဒီ YG အတွက်ကတော့ဒီပွဲကိုတခါတည်းအဆုံးသတ်သွားနိုင်စီတော့တဲ့အထိကိုတော့အများကြီးအားကောင်းလာစီမဲ့ lot ပဲဗျာဒီ lot ကိုတော့တရားပေါက်ရယူဖို့တော့လိုမဲ့ back guy မျက်စိနဲ့လမ်းမပြီးတော့ခြုံတိုးဖို့ကြိုးစားခဲ့တဲ့ ban guy ကိုတော့ဒီနေရာမှာ YG တခါတည်းရိုက်ထုတ်ထားတယ်အောက်မှာလည်းပလင်းတကောင် guy ကိုပါထပ်မဲ့အဆုံးသတ်နေနေပဲလောတော့လိုပါဦးမလားဆိုတော့ပြန်မေးရတော့မယ်ဗျာ Mechanic Fire နဲ့ Spectre Snipper တွေမှာတကယ်အားစရာကောင်းတဲ့တက်ရက်မှုမျိုးတိကျမှုမျိုးတော့ Yango Gladiators
ပြသနေနေပဲဒီ best of one series ကိုတခါတည်းပဲတင်ပြထားမယ်ဆိုတဲ့အနေထားမျိုးတော့ကျွန်တော်တို့စပြီးတော့တွေ့ရတယ်ဗျာဒီ law ကိုလည်း AC လေးပဲထပ်ပြီးတော့ take down လုပ်သွားခဲ့တယ်ဆိုတဲ့အနေထားမျိုးလေးတော့တွေ့လိုက်ရတယ်ပေါ့နော် Cloud ရဲ့ aim ကလေးဘန်ကန်ရဲ့ငကားကောင်းပါတယ်ဆိုလို့ကျွန်တော်တို့သွားပြီးတော့ချီးကျူးမိလိုက်လို့တော့မသိဘူးဗျာဘန်ကန်အနေနဲ့ဒီပွဲမှာအတော်လေးကိုပျောက်ဆုံးခဲ့တယ်ဆိုတဲ့အနေထားမျိုးလေးတော့တွေ့လိုက်ရတယ် hack အရင်ကြီးကျွန်တော်လိန်ကင်းရောက်မလာခင်မိနစ်ပိုင်းခြားနေမှာတော့ 1G နေနဲ့ high ground တက်ကိုကောင်းကောင်းကြီးပဲ online mega လောက်ယူထားလိုက်တာတော့ပိုကောင်းမှထင်တယ်ကိုကြီး ဟုတ်တယ်လေကင်းရင်းရောက်သွားလို့ရှိရင်တော့ဒါနှစ်သိန်းလုံးအတွက်အရင်ကြီးတော့မလွယ်ဘူးဗျဆိုတော့အခုလောက်ထဲကတခါတည်းဖြစ်နိုင်လို့ရှိရင်တော့ mega အနည်းဆုံး2လုံးရောက်ဖို့တော့လိုတယ်ဗျ hack က BOD ပါသွားနေတာနောက်ပိုင်းကကိုင်းရဝင်းတော့နေချမှာပါလို့ရှိရင်ခံနိုင်ရှိဖို့ဆိုတာဘလို့ကတော့မဖြစ်နိုင်တော့ဘူးဗျလောတော့ပေါ်နေပြီးတက်လာတယ်3လင်းလုံးတစ်ပြိုင်တည်းညှိလာတယ်အလေကိုခွာပြီးတော့ရှင်းလာတယ်အပေါ်တော့သူတို့ဒီတရားပေါက်ပေးရမယ်ဆိုတော့သိနေရဆိုတော့အနည်းဆုံးဒီ mega တလိန်းလောက်ပဲပြန်ပြီးတော့ခွင့်ပြုထားမယ့်ပုံစံမျိုးပဲဒါပေမဲ့နောက်ထပ်တော့ second super minion wave တီထပ်မံပြီးတော့တက်လာနေခဲ့ပြီဗျာဒီတစ်ခေါက်မှာတော့ YG ဘတ်တေကိုဝင်ဆိုင်ဖို့တော့အလားလာကောင်းနေတယ်ဗျာ Hero K sacrifice ပြီးတော့သွားအောင်လား Dynamic 4လေးစပြီးတော့ပေးကြတယ်ဘန်ကိုင်းတစ်ဖက်ကလည်း U-Shot Dragon Fong လေးပဲစက်ကြည့်နေကြတဲ့ခိုင်တာတစ်ခုမှာ Tower ပဲတစ်ဖက်က YG ပြန်ပြီးတော့ focus ထားဖို့တော့များနေတယ်တစ်ဖက်ကလည်း Lana Flare စပြီးပေးခဲ့ damage တွေကြားမှာ Cruiser Big ကို backline နဲ့ Zora ရင်းနေတဲ့ Candy ကိုထပ်ပြီးတော့အစွန်တဲ့ Bright ကိုတန်းပြီးတော့ down ခဲ့ damage အမ stage တောက်လျှောက်လိုက်ပြီးတော့ backline ကိုထပ်ပြီးတော့မေးတယ်ဗျာနောက်မှလည်းရင်းကိုင်းကို light ထောက်နေခဲ့တဲ့နောက်မှာဘန်ကိုင်းတစ်ကောင်မှာပြန်ပြေးထားနေပဲနောက်ထပ် 2 man down တော့ YG ဆက်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ် ရှင်းဒီမှာ spare တွေအကုန်လုံးအသုံးပြုပြီးတော့တင်းစုံသည် Dynamic 4တွေကြားထဲကနေပြီးတော့မဲမြင်တော့အကုန်လုံးလိုက်ပြီးတော့ချဖို့တော့ကြိုးစားခဲ့ရင်လည်း Hero King နှစ်ကောင်ပြန်တောင်းသွားတယ်ဗျာ YG Mega Tower ယူကြိုးစားနေပြီး Stay Crow Dash တွေပေးထားတဲ့နောက်မှာမိရဲ့ Mega Tower တော့တောက်ချောက်ပဲရချိုးထားတယ်တော့မကျန်နေခဲ့တဲ့ Zero မှာ Stay အဆုံးသက်ပြီးနေနေပဲ 3 man down ပြီးတော့ Mega 2 lane ဆိုတော့ YG တန်သွားပြီဗျာ Bounce back better down တစ်ဖက်က team စုံပြန်ပြီးတော့ပြသဖို့ကြိုးစားနေခဲ့တဲ့အခက်တည်းမှာတော့ 1G နေနဲ့ပြန်ပြီးတော့ဖြည့်ရှင်းသွားခဲ့တဲ့အချက်တွေကအတော်လေးတော့တိုက်ရက်နေရဆိုတဲ့အနေအထားမျိုးလေးကိုကျွန်တော်တို့တွေ့လိုက်ရတယ်ပေါ့နော် Blink ထပ်ပြီးတော့သူ့အနေနဲ့ on fire ဖြစ်နေသေးပဲဒီမိနစ်ပိုင်းခြားလေးမှာ BOD လည်းထပ်ပြီးတော့ပြီးသွားပြီဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့ပြန်တွေ့ရမယ်ဗျာတစ်ဖက်ကလည်း stage တောက်ချောက်ပေးနေခဲ့ Spammo dash တွေမှာ Spammo ထွက်မလာသေးဘူး dash လေးပဲကြည့်နေခဲ့တဲ့ခက်တဲ့တစ်ခုမှာတစ်ခါတည်းပဲ online mega တော့ Jungle Gladiators တိမ့်ပိုက်သွားတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ဗျာဆိုတော့ team စုံအနေနဲ့ high ground defense အနေနဲ့ထပ်ပြီးတော့လုပ်ဖို့အတွက်အရန်ကြီးတော့လွယ်ကူတဲ့အခြေအနေမျိုးမှာတော့မရှိတော့ဘူးဗျာဒီလောက်သာစပ်ပေးရမယ်ဆိုရင်တော့ဒီ Best of One Series ကပြီးသွားဖို့တော့များနေခဲ့ပါပြီ YG အတွက်ကတော့တေချာတဲ့ game ပွဲတစ်ပွဲဖြစ်လာဖို့တော့ရှိနေခဲ့ပြီဗျာတတိယအကြိမ်မြောက် law လည်းဖြစ်နေရပါတော့ဆိုတော့ Nawa Cup ဒီ 8k over နဲ့တူပဲ YG ကဥဆောင်ထားတယ်လီနာလုံးဝမတေရသေးတဲ့ချက်တွေ state item ပိုင်းဆိုင်ရာရ၄ချောင်းလောက်ထိပြီးနေတဲ့ချက်တွေက damage output တွေမှာတော်လေးများတယ်ဗျာအဲ့ဒီပြင်မှာရှေ့ကိုခေါင်းတိုးလာမဲ့ Bright အနေနဲ့လည်း NA များတယ်ဆိုရင်လည်းတိုးလာသေးတယ်ဗျာတစ်ဖက်မှာလည်း Blink ဒီနောက်မှာရှိတဲ့ hero လေးကိုသွားပြီးတော့ဆုံးထားတယ်တင်းစောကလည်းတိတော့တိတယ်သူတို့အရှိကိုလုံးဝထွက်လို့မရဘူးထွက်လိုက်တာနဲ့ Dynamic 4တွေကြားထဲမှာပြန်ပတ်ဖို့ကအတော်လေးခက်လိမ့်မယ်ဆိုတော့ damage output အရာတော့တင်းစောကများတာမှန်တယ်ဒါပေမဲ့သူတို့ဒီ item ဆိုင်ရာ 8k လောက်နေနေတဲ့အချိန်မှာသူတို့ရဲ့ damage output တွေကတဖြည်းဖြည်းနဲ့ item လိုရကြောင်းမလို့နဲပါနေဆိုတဲ့ချက်ကလည်းရှိတယ် YG သာအမားမလုပ်ဘူးဒီလောက်တတရာလေးယူပြီးတော့3လင်းလုံးတစ်ပြိုင်တည်းညှိပြီးတက်လိုက်ပြီးတော့အန်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီပွဲဟာကျွန်တော်တို့မြန်မာကိုသားပြုတင်ဖြစ်တဲ့ YG အတွက်ပါပဲနောက်အနေထားချွတ်တဲ့နေမှုက Hero Power တော်လေးပဲထိကိုက်နေတယ်ဆိုတဲ့အနေထားတရက်ကိုတော့ team စုံလေကမင်းနဲ့ပန်းချရောက်လာတဲ့ချိန်ဒီသူတို့အနေနဲ့ပြန်ပြီးတော့ရင်ဆိုင်နေရတယ်ဆိုတဲ့အနေထားမျိုးလေးတော့ကျွန်တော်တို့ဆက်တွေ့ရတယ်ပေါ့နော်ဒီတစ်ခါမှလည်းလောတော့ AC လေးပဲရန်ကုန် Gladiators တိမ့်ပိတ်သွားပြီဆိုတဲ့အနေထားမျိုးလေးတော့ရှိတယ်ဗျာ online mega ပေးထားရတယ် low advantage တွေလည်းပါလာဦးမယ် Super Minion Wave တွေရောထပ်ပြီးတော့ live ပါလာမယ်ဆိုတဲ့ခိုင်တန်းတစ်ခုမှာ overall အရ Nawa Gap တွေလည်း 8k ကျော်နေခဲ့တဲ့အခြေအနေဆိုတော့ team စုံအနေနဲ့ဒီတောင်ကျော်နိုင်မှုကတော့တိတ်မလွယ်ဘူးဆိုတဲ့အနေထားမျိုးလေးတော့ဖြစ်သွားတယ်ဒါပေမဲ့အကယ်၍သူတို့ဘက်ကဒီ high ground defense ကိုဆက်ပြီးတော့ပြသနိုင်မယ်ဆိုလို့ရှိရင်လည်းလေကင်းမင်းနဲ့ပန်းချားတွေမှာသူတို့ရဲ့ minute တွေတစ်ဖန်ပြန်ပြီးတော့ရောက်ရှိလာပါဦးမယ်ကဲဆိုတော့ဒီလို့သူတို့ဒါသွားပြီးတော့ defend နိုင်ပါမလားဗောနော်တင်းစုံနဝကတ်ကတော့တော်လီတော့ကွာတယ်ဗျာ YG ကလည်းသူတို့ silent နေမှာ crit ကိုမရှင်းမဲနဲ့ရသလောက်လေးသွားပြီးတော့ feeding လုပ်ထားတယ်ဒီကတော့ဒီ law နဲ့တပြိုင်တည်းတွန်းမဲ့ပုံစံပေါ့ဗျာကဲဒီ law ကတော့နောက်ဆုံးပတ်တဲ့အဆုံးဖြတ်ဖြစ်သွားနိုင်တယ် YG ဘက်ကလည်း Dynamic 4တွေရှိတယ် Branda ရဲ့ final blow တွေရှိမှာဗောနော်ဆိုတော့ Stay ရဲ့ Crow Dash တွေကဘယ်လောက်ထိအသုံးဝင်မလဲ AoE spare တွေအကုန်လုံးသုံးပြီးတော့ဘယ်လောက်ထိတင်းစုံကာသွားနိုင်မလဲကြည့်လိုက်ရအောင်ဗျာကာရဘယ် online mega တစ်ဖက်ကလည်းရင်းပြပြီးတက်လာတစ်ဖက်ကလည်း Dynamic 4ဆက်ပြီးတော့ပေးနောက်မှလည်း Blink တောက်ချောက်ထိန်းထားခဲ့တဲ့ character တစ်ခုမှာပြီးတော့မယ် Zora နဲ့ beast control လေးထပ်ပေးထားခြင်းတဲ့ character တစ်ခု Dynamic 4 delisting ကတော့ backline တွေအောက်မှာ Bank ထပ်ပြီးတော့ defend ထားလိုက်ပဲဗျာတစ်ဖက်က final blow ရင်းနဲ့ backline Cruiser Big ကိုလည်း flare တွေမှာငကားတွေကိုထပ်ချဖို့တော့များတယ် So great Dragon Tail Wave တွေမှာတစ်ဖက်ကလည်းကိုင်းအနေနဲ့ပြန်ခွဲခဲ့မယ် Lina ထပ်ပြီးတော့အဆုံးတန်နေပဲ one man down ခဲ့တဲ့အခြေအနေမျိုးတွေမှာတစ်ဖက်ကလည်း team စုံထပ်ပြီးတော့ defend ထားစပဲနောက်မှလည်းကြံနေခဲ့တဲ့ stage ကောင်မှာအဆုံးတန်နေပဲ one for one မှာတော့ YG အဲ့လိုတော့မရသေးဘူးဗျာအဲ့လိုလုံးဝမရသေးဘူးဖြစ်နေရဗျာဒီချိန်မှာကောင်းသွားတာဘန်ကိုင်းကဘတ်လိုင်းထဲမှာ Black Dragon ဖောင်နဲ့နောက်မှရှိနေခဲ့တဲ့ Lina ကိုပြေးပြီးဖမ်းသွားတာဗျာ Lina ပြန်ပြီးတော့ပတ်လိုက်တဲ့အချိန်မှာ Mili Hero တွေကလောကကန်ရတာတော်လေးစင်ပြေသွားတဲ့အခြေအနေမျိုးကိုတွေ့ရတယ်။ Cloud ရဲ့ AOG တွေ Cloud ရဲ့ Blizzard damage တွေဟာကိုမိုတွဲလုံးဖြစ်ရှိနေခဲ့ပြီးတော့ကန်နီက Death Side ကိုအစောကြီးသုံးပြီးတော့ Hansi ကနေပြီး Total Fusion ကိုတောင်းလိုက်နိုင်တယ်ဗောနော်ဒီဟာလေးတွေကသွားပြီးတော့တင်းစုံအတွက် defenses မှာအဆင်ပြေနေသေးတယ်ဗျ
ပွဲချိန်ကြာလာတာကျွန်တော်မြန်မာအသင်းတော်မကောင်းဘူးဘာလို့ဆိုတော့ Lunos ရဲ့ဒီ leg damage တွေ cloud item ပြည့်လာမယ့်အချိန်တွေပြီးတော့နောက်ပိုင်းမှာတော့ bright တို့ဘာလို့ပြန်ပြီး item များလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဖြည့်ရှင်းဖို့အနေလေးတော့ခတ်တယ်ဗျ max man မသုံးဘဲနဲ့ carry သုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ magic damage R တော့တော်တော်လေးကောင်းတယ်ဆိုနေမယ်ဒီ bright က item ပြည့်လာခဲ့လို့ရှိရင်ပြဿနာတော့ဖြစ်နိုင်ဆိုတော့ YG အမားတော့မလုံးလို့တော့မရသေးဘူးဒါပေမဲ့ပွဲအချိန်တွေရတော့ကျွန်တော်တို့ဘက်မှာအပြည့်အဝတော့ရှိနေသေးတယ်ဗျ Magic defense အရာတော့ကိုယ်ပြောသလိုပဲ team စုံဘက်ကအတော်လေးပြန်ပြီးတော့အားကောင်းလာနိုင်ကြီးများတယ်ဆိုတဲ့အခြေအနေမျိုးနောက်မှလည်း concentrated energy ပြီးသွားခဲ့တယ်ဆိုတဲ့ခိုက်တဲ့မှာတော့ Zoro ရဲ့ Joy အနေနဲ့ Adamas သွားခဲ့ပြီဆိုတဲ့အနေအထားမျိုးတော့ကျွန်တော်တို့စတွေ့ရတယ်ကလောက်ကလည်းနောက်ပိုင်းပြီးခဲ့တဲ့ battle မှာတော့ Blazing Jewel ခွဲတဲ့အပိုင်းတွေမှာအတော်လေးတော့နာလာပြီဆိုတဲ့အနေအထားမျိုးတော့ကျွန်တော်တို့ပြန်တွေ့ရတယ်ပေါ့နော် Trinity Diamond တွေ Rose Gold နဲ့ Malefic Gun တွေအောက်မှာသူရဲ့ basic range ကလည်း 12% ထပ်ရမယ့်အခြေအနေပြ physical penetration နဲ့ထပ်ရနေတဲ့အခြေအနေမျိုးဆိုတော့ကျွန်တော်တို့ရဲ့ haircut ဒီ early to mid game match တွေ late game ရဲ့အစောပိုင်းမိနစ်ပိုင်းခြားတွေမှာ Blink အတော်လေးကိုတောက်ပခဲ့တယ်ဒါမှလည်းပဲနောက်ပိုင်းမှာတော့သူပေးတဲ့ Deadly Singer တွေ Deadly 4တွေအရင်တိုးဖို့မလွယ်ဘူး Tower Advantage လည်းရှိနေမယ်ဆိုရင်တော့သူကိုယ်တိုင်ပဲတစ်ဖက်ကပေးတဲ့ damage တွေကိုပြန်ခံရဖို့အတွက် impact ရာခိုင်နှုန်းများလာတယ်ဗျာဒီချိန်မှာ Hacker ရဲ့ durability ကအတော်လေးကိုမှနည်းပါတယ်ဆိုတဲ့အချက်တစ်ခုကြောင့်တော့ team ဆောင်ဒီတခါတည်းပဲ Hacker တကောင်တော့သူတို့စပြီးတော့အဲ့လိုမျိုး bounce back လုပ်နိုင်မယ်ဆိုရင်တော့ Battle front line မှာအများကြီးတော့ကျွန်တော်တို့ကရောကြမှုတွေဖြစ်သွားနိုင်တယ်ဆိုတော့ဒီ law ဒီ team ဆောင်ဆိုတာမျိုးတက် 1G အတွက်တော်တော်လေးကိုအရေးပါတယ် law လို့တော့ပြောရမယ်ဟုတ်တယ်နော် YG တော့ကဒီ law ပေးလိုက်လို့မရဘူးဗျာရအောင်ယူမှဖြစ်မှာအော်အစောကြီးပဲဗျာ blood တော့ကိုပေါ့လုံးဝ play ပဲပြောင်းလာသေးရဲ့ဘယ်သူမှတော့မပါလာသေးဘူး law ကြီးကလည်းခုမှလုံးဝသွေးတော်မလျော်သေးတဲ့အနေထား45 second လောက်ကတော့တရားပေါက်ပြန်ပြီးတော့စောင့်မဲ့အနေထားဒီအချိန်လေးကို YG ဘယ်လိုသုံးချမလဲတစ်ဖက်မှာငကား blood တော့ကိုမရှိတော့ဘူးဗျာနောက်မလဲဒါကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ backdoor strategy ပိုင်းနေမှာ Blink ရဲ့ hacker ကိုလည်းအရင်မေးထားလို့မရသေးဘူး 1v1 သွားပြီးတော့တားဖို့ကလည်း cloud အနေနဲ့သူ win chance တော့ပါလာတာမတွေ့ရသေးဘူးဗျာဆိုတော့ hacker 1v1 နေမှာသူအနေနဲ့လေးပြန်ပြီးတော့pressure များတယ်ဆိုတဲ့အနေအထားမျိုးတော့ကျွန်တော်တို့စပြီးတော့တွေ့ရတဲ့ Blink 1v1 လေးပဲစကြည့်နေကြတဲ့ခဏတို့တစ်ဖက်ကလည်း Zoro နဲ့ Joy Beast လေးပါလေးလာပြီးတော့ dash နေကြတဲ့ခဏမပါလာပြီခိုင်းတောက်လျှောက်ပြခွဲနေကြတဲ့ wave တွေအောက်မှာတော့ဘိုင်1မှာတော့ cloud အတော်လေးကိုပြန်ပြီးတော့အဆုံးသတ်ပေးထားပါသေးတယ်နောက်မှလည်း bright ကောင်ထပ်ပြီးတော့တိုးထားသေးတယ်နောက်မှ Zoro dash လေးပြန်ပြီးတော့ပေးထားသေးတယ်ဗျာတော်တော်ဖြူဆန်ပြန်လဲတောင်းထားသေးတဲ့နောက်မှာ back guy အသာလေးပဲပြန်ပြီးတော့ forward လုပ်နေနေပဲ4ယောက်5ယောက်နေထားဒီချိန်မှာတင်းစုံကပြန်လဲသာပြီးတော့ရလာတယ်ဗျာ bright နေနဲ့ Embrace ပဲထောင်းနေပြီးပြီးတော့ကြိုးစားနေသေးတဲ့နောက်မှာ Lena Flare မှာပေးလိုက်ရပြီနောက်မှာထပ်ပြီးတော့ပဲ final blow ထပ်သုံးထားတယ်မှာ AOG ပြန်လိုက်လာပြီဗျာ Jin Careless Spree Immortality he's taken down Lina ဘန်ကနေကောင်ထပ်ပြီးတော့အဆုံးသတ် stage မှာ Candy ကိုထပ်အဆုံးသတ်နေတယ်3-4-1နဲ့မှာ unbreakable ပဲပြန်ပေးခဲ့မယ် auto rage မှာ Lina Jin ထပ်ပြီးတော့ရှိနေတယ်မယ် hand law ထပ်ပြီးတော့အဆုံးသတ်ခဲ့တဲ့နောက်မှာ2-4-3နဲ့ပဲ 1G ဆက်လက်ပြီးတော့ဥဆောင်ထားစေပါပဲဒီဆုံးသူတို့စီတော်တော်လေးကိုတော့ 1G ကိုပြန်လဲပြီးတော့တုံးပြန်လာလေးကောင်းလာတာမျိုးတွေ့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ YG နေနဲ့ဒီလောက်ရအောင်ယူပြီးတော့ Hiroki နှစ်ကောင်သုံးကောင်ပြန်ပြီးတော့လဲရသေးတယ်ဗျာနှစ်ယောက်တည်းကာရမယ်အနည်းဆုံးဒီ crit ကိုမြန်မြန်လေး pick ကတိုးနိုင်မှာပဲ delay ဖြစ်ဖို့တော့များမှာ stick ကလည်းတောင်းပြန်ပြီးတော့ရှင်းထားသေးရဲ့ကားအတော်လေးတော့နာနေပြီဗျာဒီအချိန်မှာတော့4ယောက်2ယောက်ဆိုရင်အားနဲ့တူပဲတခါတည်းအံ့မှုတော့ YG စူးစမ်းလို့လာပြီဗျာ လော vanish ပါတယ်ဘယ်ဖက်လဲ stage တွေ dash တွေမှာတစ်ဖက်လဲ winner crown နဲ့ဝင်ပြီးတော့ခဲတော့ဒီ attack တွေပဲသွားပြီးထိချုပ်လို့တော့မရသေးဘူးဗျာ backline တွေအောက်မှာရင်းနေကောင် shut down ကိနေနဲ့ကိုင်းပြန်ရခဲ့တဲ့ damage တွေအောက်မှာတခါတည်း stage အဆုံးသတ်ရနေပဲဒီ best of 1 series ကိုတော့ရန်ကုန် Gladiators သိမ့်ပိုက်ထားလိုက်ပြီလေဖြစ်ပါတယ်တကယ်ကိုကောင်းပါတယ်ဆိုတော့ White Gas State မှာ performance တွေကိုပြနေပါတယ်ဆိုတော့ Mongolia အသင်းဖြစ်တဲ့တင်းစုံတော့ကျွန်တော်တို့ညီမကိုသားပြုအသင်းဖြစ်တဲ့ရန်ကုန် Gladiators ကတော့လုံးဝပဲအနိုင်ရရှိမှုနဲ့အတူပဲနောက်ထပ်တော့အဆင့်တွေကိုတော့ထပ်ပြီးတော့တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်တကယ်ကိုကောင်းတဲ့เนาะကျွန်တော်တို့ YG လို့ပဲပြောရတော့မယ်ဗျာလုံးဝပဲနောက်ဆုံးပတ်တယ်တွေမှာတသက်ရဲ့လေးနဲ့တူပဲ spare casting တွေပြသွားတယ် stick ကလည်းလုံးဝတုံလုံးချင်းမရှိဘဲနဲ့ဆော့ပြသွားတာတော်လေးကောင်းတယ်ဗျာနောက်ကျောက်ဆိုသူတို့ကျွန်တော်တို့ M7 World Championship ရဲ့ဖွင့်ပွဲမှာတော့ရန်ကုန် Gladiators เนาะကျွန်တော်တို့အားလုံးမျှော်လင့်ထားကြတဲ့အတိုင်းပဲမျှော်မှန်းထားကြတဲ့အတိုင်းပဲဒီညနေပုံစံပိုင်း spare casting တက်ရက်မှုတွေနဲ့အတူပဲအားလီဂိန်းတွေကဘန်ကိုင်းရဲ့ငကားကိုလွှမ်းမိုးထားခဲ့ပြီးတော့တခါတည်းပဲ Best of 1 series မှာတော့ကျွန်တော်တို့ဒါစစ်ချင်တဲ့စီယာကောင်းတဲ့ရလပိုင်းမျိုးကိုတော့ဖန်တီးပေးသွားခဲ့တာဖြစ်ပါတယ်အဲ့တော့1010သင်းနေမှာကျွန်တော်တို့က Onyx တို့ဒါပြီးခဲ့တဲ့ရှေ့ကကျွန်တော်တို့ဒါ Blessing and Stone နဲ့အတူပဲနောက်တစ်ဆင့်ကိုတော့ Swiss Round ကိုသွားရမယ်ဆိုတဲ့အနေအထားမျိုးလေးတော့ရှိတယ်ပေါ့နော် last but အနေထားမှာတော့ကိုင်းပြန်ပြီးတော့ against လုပ်ခဲ့တာကောင်းတယ်ဆိုပေမဲ့နောက်ပိုင်းမှာတော့ရင်းရ final blow ဒီ battery fine တွဲလုံးတွေက Zoro ရဲ့ join ကိုကောင်းကောင်းပြီးတော့ take down လုပ်ပေးသွားတာကိုကြီးတောက်လျှောက်ဒုက္ခပေးသွားတာဗျာနော် joy ကိုရင်းနေတဲ့ battle တိုင်းဖေးမှာအမြဲတမ်း light ကြည့်နေခဲ့ပြီးတော့ဒီတစ်ခါ low battle မှာလည်းတစ်ခါတည်းပဲအဆုံးသတ်ပေးသွားနိုင်တာတော့တကယ်ကိုကောင်းခဲ့လို့ပဲပြောလိမ့်မယ်နောက်မှရှိနေခဲ့တဲ့ stick ရဲ့ damage တွေ play ရဲ့ damage တွေကလည်းဒီနေ့ပွဲစဉ်မှာ Lina ရဲ့ဖလဲတွေကြားထဲမှာအလုပ်တွေအများကြီးဖြစ်စီရဗျာတကယ်ကောင်းတဲ့ team form တစ်ခုကိုတွေ့လိုက်ရတယ်သူတို့ရဲ့ signature hero တွေနဲ့ပဲထွက်လာခဲ့တယ်ပွဲအစကနေအဆုံးထိတပွဲလုံးလွှမ်းမိုးထားခဲ့ပြီးတော့တအားမှာ team form ကောင်းပြီးတော့တက်ရက်ပါတယ်ဆိုတော့တင်းစုံကိုကျွန်တော်တို့ကအဖွင့်ပွဲစဉ်မှာအနိုင်ရရှိခဲ့ဆိုတဲ့ချက်ကတော့တော်တော်လေးကောင်းနေဗျာနော်